အခုမြင်နေရတဲ့နိုင်ငံကတော့လွတ်လပ်ရေးရစဉ်ကတနိုင်ငံလုံးကကတရလန်9မိုင်ပဲစီးခဲ့တာလူဦးရေ9သိန်းကျော်မှာတက္ကသိုလ်ဘွဲရသူ22ယောက်ပဲစီးခဲ့တဲ့အထိကမ္ဘာအစင်ရဆုံးနိုင်ငံစည်းထဲမှာပါဝင်ခဲ့ပါတယ်ဒါပေမဲ့ဒီလိုဘာမှမစီးတဲ့အခြေအနေကနေဒီနေ့မှာအာဖရိကရဲ့အချမ်းသာဆုံးနဲ့အာကတိအကင်းဆုံးနိုင်ငံဖြစ်အောင်ဘယ်လိုလုပ်ခဲ့တယ်ဒီဗီဒီယိုကတော့တိုင်းပြည်ရဲ့တန်ဆရာတွေကိုကိုကျိုးအတွက်မောက်ပိုင်မစီးပဲနိုင်ငံအတွက်သာစနစ်တကျတုံ့ချခဲ့တဲ့ဘော်ဆာနာရဲ့ဖခင်ကြီးဆာရက်စီကာမှာအကြောင်းပဲဖြစ်ပါတယ်ဆာရက်စီကာမာကို1922ခုနှစ်မှာမွေးဖွားခဲ့ပြီးကန်ကွာတိုလို့ခေါ်တဲ့လူမျိုးစုကြီးကနေဆင်းသက်လာခဲ့ပါနောက်ပြီးသူကပညာတတ်အစိစံမင်းသားတစ်ပါးလည်းဖြစ်ပါဒါပေမဲ့သူဟာအင်္ဂလန်မှာဥပဒေပညာသင်ကြားရင်းလူဖြိုအမျိုးသမီးဖြစ်တဲ့ရူဘီလီယန်နဲ့ဖူးစာဆုံခဲ့ပြီးလက်ထပ်လိုက်ပါသူတို့နှစ်ယောက်ရဲ့အိမ်တော်ရေးကနိုင်ငံရေးကိုလှုပ်ခတ်သွားစေခဲ့တယ်ဗျလူမျိုးခွဲခြားမှုပြင်းထန်နေတဲ့အိန္ဒိချင်းတောင်အာဖရိကကဒီလက်ထပ်ပွဲကိုကန့်ကွက်ခဲ့လို့ဗြိတိန်အစိုးရကခမာကို6နှစ်ကြာပြည်နေတံပေးခဲ့ပါဒါပေမဲ့သူဟာထီနန်းကိုရောမင်းသားဘွားကိုပါဆွတ်လွတ်ပြီးရက်သားနိုင်ငံရေးသမားအဖြစ်နဲ့တိုင်းပြည်အတွက်ပြန်လာခဲ့ပါ1966ခုနှစ်မှာသူသမ္မတဖြစ်တော့ဘော်ဆာနာဟာကမ္ဘာအစင်ရဆုံးနိုင်ငံစည်းမှာပါတက္ကသိုလ်ဘွဲရတဲ့သူ22ယောက်ပဲစီးပြီးကတရလန်းကလည်း9မိုင်ပဲစီးပါဒါပေမဲ့လွတ်လပ်ရေးရပြီးတစ်နှစ်အကြာမှာတော့အေယာမတ်စိန်တိုက်ကြီးတစ်ခုကိုတွီးစီးခဲ့ပါပုံမှန်ဆိုရင်ဒီစိန်တိုက်ဟာတိုင်းပြည်အတွက်ပြဿနာမီးပွားဖြစ်လာနိုင်ပါဒါပေမဲ့တများနိုင်ငံတွေလိုတာဇာတာကိုပြည်သူပိုင်သိမ်းပြီးအာဏာစိန်မလုပ်ပဲခမာကတော့လက်တွေ့ကျတဲ့အရေးစစ်စနစ်ကိုကျင့်သုံးပြီး DBA ကုမ္ပဏီနဲ့ဖက်ဆက်လုပ်ကင်ခဲ့ပါစိန်ကရတဲ့ဝင်ငွေ$1တိုင်းမှာစစ်အဆင့်ထိတိုင်းပြည်အတွက်ရအောင်စောင့်ဆောင်နိုင်ခဲ့ပါဒါဟာကိုယ်နိုင်ငံရဲ့တန်ဆရာတွေကိုအလုံးရေးပေးလိုက်ရပြီးမဖြစ်စလောက်ကျိုးမြတ်တာရရှိတဲ့နိုင်ငံတွေအတွက်တော့အတူရလည်းဖြစ်ပါခမာရဲ့အမျှော်မြင်အစီအဆုံးလုံရက်ကတော့ဥပဒေတစ်ခုပြဋ္ဌာန်းလိုက်တာတန်ဆရာမှန်သမျှလူမျိုးစုတစ်ခုတည်းကမပိုင်ပါဘူးနိုင်ငံသားအလုံးပိုက်စားတဲ့ဆိုတဲ့မူဝါဒပါဒါကြောင့်စိန်ထွက်တဲ့အရက်ကပတ်စံတွေကိုစိန်မထွက်တဲ့နေဆက်ဒေသတွေထိကြောင်ဆေးရုပ်တွေဆောက်လုပ်ပေးနိုင်ခဲ့လို့ပြည်တွင်းစစ်မဖြစ်ပဲညီညွတ်ခဲ့ကြတာနိုင်ငံရဲ့နယ်မြေ40ရာခိုင်နှုန်းနီးပါးကိုတော်ရတရိษံတွေအတွက်ဘေးမဲ့တော်တွေဖြစ်သတ်မှတ်ခဲ့ပါဘော်ဆာနာဟာအာဖရိကမှာဆင်အကောင်ကြီးအများဆုံးစီးတဲ့နိုင်ငံဖြစ်လာသလိုတော်ရတရိษံခီးသားလုပ်ငန်းတွေကနေလည်းနိုင်ငံအတွက်ဒုတိယအများဆုံးဝင်ငွေကိုစာဖွေပေးနေပါဒါဟာတန်ဆရာတွေကိုရေစီတီတောင်အသုံးချတတ်တဲ့သူတွေရဲ့အမျှော်မြင်လည်းဖြစ်ပါသူဟာတမရတက်တာတစ်ဆောင်းမှာလည်းအာကတိလိုက်စားမှုကိုလည်းလုံးဝလက်မခံခဲ့ပါဘူးသူကွယ်လွန်ချိန်မှာဘော်ဆာနာဟာကမ္ဘာပေါ်မှာစီးပွားရေးတိုးတက်မှုနှုန်းအများဆုံးထဲကနိုင်ငံတစ်နိုင်ငံဖြစ်နေခဲ့ပါဒီနေ့အထိနဲ့ဘော်ဆာနာဟာအာဖရိကရဲ့နိုင်ငံရေးအတည်ငယ်ဆုံးနဲ့အချမ်းသာဆုံးနိုင်ငံအဖြစ်ဂုဏ်ယူဝတ်ကြနေစေလည်းဖြစ်ပါတယ်။ခဲတော့ဘော်ဆာနာရဲ့အောင်မြင်မှုနောက်ကွယ်မှာအယိုးစင်းဆုံးလှုပ်ဝက်ချက်တစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ခေါင်းဆောင်တွေရဲ့ရိုးသားမှုပါပဲ။ခမာဟာအာနာစိနေချိန်မှာကိုကျိုးအတွက်တပြားတစ်ချက်မှအလုံးသွင်းစားမလုပ်ခဲ့တယ်လို့သူရဲ့မိသားစုဝင်တွေကိုလည်းအခွင့်ထူးခံတွေဖြစ်လုံးဝမထားခဲ့ပါဘူး။သူကွယ်လွန်တဲ့အခါမှာသူ့ရဲ့ပိုင်ဆိုင်မှုဟာတာမန်လက်သမားတစ်ယောက်ထက်တော့တိတ်မပို့ခဲ့တာကအောင့်ဩစရာတစ်ခုပါ။သူဟာငါအိတ်ကတ်ထဲငါနိုင်ငံသားတွေရဲ့အိတ်ကတ်ထဲမှာပတ်စံစီဖို့ကပိုအကြီးတဲ့ဆိုတာကိုလက်တွေ့ပြသသွားခဲ့ပါ။အဲ့ဒီလိုခေါင်းဆောင်ကောင်းရဲ့အုံမြင့်တွေကြောင့်ပဲဒီနေ့အထိဘော်ဆာနာဟာအာဖရိကရဲ့အာကတိလိုက်ဆောင်မှုအနည်းဆုံးနိုင်ငံအဖြစ်ခိုင်မာရပ်တည်နေနိုင်စေပဲဖြစ်ပါတယ်။တန်ရာစတားတွေအများကြီးရှိနေတဲ့ကျွန်တော်တို့နိုင်ငံဟာဘော်ဆွာနာလိုအောင့်ဩစရာကောင်းတဲ့ပြောင်းလဲမှုမျိုးတကယ်ရောဖြစ်နိုင်ပါ့မလား။ဖြစ်နိုင်တယ်လို့ယုံကြည်ရင်ဘာတွေကိုအရင်ဆုံးပြောင်းလဲဖို့လိုအပ်မယ်လို့ထင်တယ်လေ။ comment မှာဆွေးနွေးပေးခဲ့ကြပါ